လက်ရှိ Mobile Legends ပလေယာတွေဘလို့ဖြစ်လဲဆိုတော့ကျွန်တော် brother တို့ကိုပြမယ်တိုက်ပြီးတော့မှရှိုးလိုက်တော့နော်အေးဒီမှာတွေ့လားငါးရီများနေရတာငါးရီများနေရတာနော်မဟိုဘက်ဆွဲဒီဘက်ဆွဲနဲ့ငါးရီများနေရတာအေးတွေ့လားတိုက်တို့အေးဘာငါးရီမိမှလည်းမသိဘူးနော်ဟာငါအကောင်ကြီးတော့တယ်ဟာအေးဖက်ကြီးတယ်ကဲနောက်တစ်ယောက်တိုက်နောက်တစ်ယောက်ဒီမှာအေးငါများတယ်အောင်ချလိုက်လို့လိုက်လို့နော်အေးမြားလိုက်ပါတော့ဒီမှာနော် Mobile Legends မှာအခုတော်တော်များသွားပြီအဲ့ဒါလုံးဝအကောင်ကြီးပဲတိုက်တို့ Mobile Legends ပလေယာရဲ့အများဆုံးဖြစ်နေတာခုကျတော့ငါတန်50ဖြစ်နေတာပါလို့နော်ဟာဟေးအောင်အိမ်ငါရောက်ကြီးပဲနေပါနော်အေးအိမ်ငါမိပြီလားမသိဘူးရောအိမ်ငါကြီးမလွတ်စင်းနဲ့နော်အေးဟာမိလိုက်ပါတော့အေးမိဘာကောင်းအိုးရှိပွေးဟောင်းမိုက်တယ်ဟာသူများနေမယ်နော်ဒီမှာနောက်တစ်ယောက်အေးဒီမှာလည်းမိုးချင်းရင်တာယူအကောင်ကြီးမိတာပဲအဲ့ဒါအဲ့တခုမှသာတာယူအေးဒါလည်းအကောင်ကြီးတယ်တာယူမိုးချင်းထားဆိုတိန်ကြီးကမဲပြီးတော့မိုးတွေချင်းနေအဲ့ဒါတေးကြတယ်အကြီးတစ်ကောင်ရမှာတိတာတာယူအဲ့လီဂျန်နေရပါညာပေါ့ဗျာအေးအိုးဟေးအောင်Legend နေကမီးဟာကြီးရတာဟေးအောင်မိုက်တယ်ဟာ